ကျွန်တော်တို့အတီးတယောက်မေးထားလို့ပေါ့နော်ကျွန်တော်တို့က instrument တွေကို file ကနေ download ထည့်လိုက်တယ်ပေါ့နော်ဒါပေမဲ့အပြင်က file တွေတော့ပြတ်သွားပြီမရှိတော့ဘူးဒါပေမဲ့ FN ထဲမှာတော့ရှိသေးတယ်အဲ့ဒါတွေကိုကျွန်တော်တို့ဘယ်လိုပြန် share မလဲပေါ့နော် okay အဲ့တော့ကျွန်တော်စလိုက်အောင်နော်အပေါင်းလေးကိုနှိပ်မယ်ပြီးရင်ကျွန်တော် instrument ဆို instrument ပေါ့နော် audio ဆို audio ကျွန်တော် instrument ရှင်းမယ်ဆို instrument ပြီးရင်ကျွန်တော် my file ပေါ့နော် my file ပြီးရင်ကျွန်တော်တို့ instrument ထဲမှာထည့်ရှိမယ်အဲ့ထဲမှာဥပမာပေါ့ကျွန်တော်တို့ဒီပေါ့ instrument file ထဲပဲထားမယ် instrument file ထဲကဒီမှာကျွန်တော်တို့ဘယ်ကောင်းကို share မလဲဥပမာကျွန်တော် string တန်တွေကို share မယ်မှာလား string တွေ share မယ်ဆိုရင် PS select လေးကိုနှိပ်လိုက်နှိပ်ပြီးတော့ရင်ကျွန်တော်ဒီမှာဆက်နှိပ်ပြီးတော့ all select ပေးမယ် all select ပေးပြီးတော့ရင်ကျွန်တော်ဒီမှာ line 3ကြောင်းမထပ်နှိပ်မယ်ထပ်နှိပ်ပြီးလို့ရှိရင်ကျွန်တော်ဘာလုပ်မလဲ export เนาะ export နဲ့ထုတ်လိုက်မယ် export ဆိုတာကသူကဒီမှာနာမည်ရိုက်ထည့်လို့ရတယ်เนาะနာမည်ရိုက်ဆိုရဲ string string ပေါ့เนาะ okay ရပြီအဲ့ဒါကျွန်တော်တို့ set နဲ့နှိပ်လိုက်မယ်เนาะ set reset ပြီးတော့လို့ရှိရင်ကျွန်တော်တို့ဟိုမှာ Telegram နဲ့ပို့တာတော့အကောင်းဆုံးပဲ Telegram နဲ့ပို့မှာ Telegram နဲ့ပို့မယ် okay အဲ့ဆိုရင်ကျွန်တော်တို့ကြောက်ရက်ကိုရွေးပြီးတော့ပို့လိုက်မယ်ပေါ့เนาะဆက်လိုက်မယ်အဲ့ဆိုရင်ကျွန်တော်တို့ဒီမှာဆိုရင်ရောက်သွားပြီပေါ့နော်ရောက်သွားရအောင်ဟိုဘက်ကလည်းတစ်ဖက်ကနေပြီးတော့ down မယ်down ပြီးသွားလို့ရှိရင်ကျွန်တော်တို့ထည့်တဲ့ input နည်းတိုင်းထည့်လို့ရှိရင်အဆင်ပြေသွားပြီဒါတော့ကျွန်တော် instrument share နေပေါ့နော် zip pc မလို့ဘာ aria တို့ zip file တွေဘာညာပါဆိုဘာမှသုံးကြမလို့ဒီကောင်လေးကို input ကနေထည့်လို့ရှိရင်ဟိုတစ်ဖက်မှာသုံးလို့ရပြီခင်ဗျာနော်တခြား instrument တွေလည်းဒီတိုင်းပဲတွန်းတန်းနေပြရလို့လည်းအားလုံးကဒီတိုင်းပဲခင်ဗျာနော်အားလုံးအတူတူပါပဲအဆင်ပြေကြပါပြီဗျာ